အားလုံးပဲမင်္ဂလာပါဒီနေ့တော့အကိုင်နဲ့နေလေးကြည့်အောင်မနော်ပထမဆုံးဒီချီလေးကိုလက်ညှိုးပေါ်လေးတီးပြီးတော့မှဆွဲထားလိုက်မယ်တင်းတင်းလေးဆွဲမယ်နော်ဆွဲပြီးတော့မှကွင်းလေးလုပ်ပြီးတော့မှရှော့ကျိုးချီစလိုမျိုးလေးချီပြီးတော့မှအရှင်ဝင်းမနော်အဲ့လိုမျိုးကလုပ်ပြီးတော့မှဒီဟွာလေးကိုဆွဲထုတ်လိုက်ဒီကျွန်တော်ကင်ထားတဲ့ပုံစံကြတော့ဘောပင်ကင်တယ်လို့မျိုးကျွန်တော်ပုံမှန်တော့အရင်တော့အเจ้าမဆိုလို့ရှိရင်ဘောပင်ကင်တယ်လို့မျိုးပုံစံပေါ့နော်ဒါနောက်ထပ်တစ်မျိုးကကျတော့နောက်မှပြပေးမှာနော်ဒီဥစ္စာကြဒီအခုကျွန်တော်ထိုးသားတဲ့ဥစ္စာလေးတွေကိုကျတော့သူက chain လို့ခေါ်တယ် chain ကျတော့တော်တော်များများ pattern မှာဆိုလို့ရှိရင် CH လို့ပဲရေးတာများအဲဆိုတဲ့ခါကျတော့နောက်ရောက်လို့ရှိရင်ကျတော့ဒီ pattern တွေဖတ်တဲ့ခါကျရင်လိုမှာပေါ့နော်အခါကြောင့်မလို့အခုနောက်တစ်မျိုးထိုးပြမှာကြတော့ဒီဟိုဓာတ်ကင်တယ်လို့မျိုးပေါ့နော်သူကကျွန်တော်ထိုးတာတော့တိတ်ပြီးတော့အဲ့ဒီဥစ္စာကြတဲ့လက်မတော်တော့ဘူးပေါ့နော်အမြဲတမ်းဒီဘောပင်ကိုင်းတယ်လို့မျိုးပဲထိုးနေကြဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဥစ္စာနဲ့ကြနည်းနည်းထွန်းနေဖြစ်နေတာပေါ့နော်အဲ့ဒါကြတော့ဒီ chain ဆိုလို့ရှိရင် CH နဲ့သွားတယ်အဲ့ဒါလေးကိုမှတ်ထားပေးပါပထမဆုံးဒီအကိုင်တဲ့ဥစ္စာလေးကိုတစ်ဆက်လေ့ကျင့်ကြည့်ပါနော် chain နေဒီတစ်ခုနဲ့တစ်ခုညီလေးစီလေးဖြစ်သွားပြီဆိုလို့ရှိရင်ကြတော့နောက်တစ်ခုပြန်ပြီးတော့မှနောက်ရကြလို့ရှိရင်နောက်ထပ်ဗီဒီယိုနောက်တစ်ပုတ်တင်ပေးပါမယ် Thank you bye bye